ပြောကိုတင်မအောင်ရွာလေဥတာလာကြီးတို့အလူလောက်တာတွားလောက်ကူမယ်လေဗျာမအားသေးပါဘူးတားလာရနောက်မှလိုက်ခဲ့တော့မယ်တားလာဘာလာပြောတာလဲကိုတင်မောင်ဘာမှမဟုတ်ပါဘူးမိမရဲ့ရွာလေကဖိုးလာတာကြီးတို့အလူတွားလောက်ကူမလို့လာခေါ်တာရှုပ်ရှုပ်ရှက်ရှက်တွေတင်မောင်ရဲ့ကိုအိမ်ကအလုပ်တွေတောင်လုပ်လို့မကုန်တာတမ ्या အလုပ်ကိုဘာလို့သွားလုပ်ပေးရမှာလဲမသွားနဲ့ပါမိမရဲ့ကိုတင်မောင်ရေမပြီးသေးဘူးလားပစိုးလဲလို့အလှသွားစားမလို့နောက်ကျနေပြီပြီးပါပြီမိမရဲ့လာသွားစို့ဟိုမှာလာပါပြီဗျာတင်မောင်တို့လင်မယားအလုတ်လောက်ကူရမယ့်အချိန်ကျမသိချင်အောင်ဆောင်နေတယ်စားရဲ့အချိန်ကျထိတ်ဆုံးကလာတာဟုတ်ပါကွာအဖွားပေးသားကိုရေဦးသားတည်ပေးမယ်ကျေးဇူးပါမြေးလေးရဲ့မြေးလေးတို့ရေအဖိုးလက်လျှော့နှုံတဲ့နှစ်နေလို့ကူတွန်းပေးကြပါအောင်ဟုတ်ကဲ့ဖိုးရွာထိတ်ကဘွားမဲ့စိန်ကြီးဆုံးသွားပြီတဲ့ကွာအဲ့ဒီကိုသွားပြီးလိုတာလေးတွေသွားလုပ်ကူပေးမလို့မင်းလိုက်အောင်မလားအေးလိုက်မယ်လေကွာလာသွားမယ်ပြုတ်ကိုတင်မောင်ရွာထိတ်ကဘွားမဲ့စိန်ကြီးဆုံးသွားလို့သွားလုပ်ကူမလို့ဗျလိုက်အောင်မလားအေးလိုက်မရသေးပါဘူးတားလာရလဲတဲသွားအောင်ပါမင်းမို့လို့သွားခေါ်နေတာကွာအဲ့မိသားစုကဘယ်နှခါရဲရဲရွာရေးလုပ်ဘူးလို့လဲရွာတွေကဖြစ်သမျှလူမှုရေးကိစ္စမှန်သမျှသူတို့နဲ့မဆိုင်တယ်လို့နေကြတာဟုတ်ပကွာရက်ကိုထဲမှာနေပြီးရဲရဲရွာရေးကိုအဲ့လိုသူတို့မဆိုင်တယ်လို့နေကြတာအဲ့မိသားစုကသူတို့အိမ်ကတခုခုဖြစ်မှသူတို့သိလိမ့်မယ်မိမလည်းမိမရေနောက်ဆုံးတော့ငါတို့သားဖက်တွေကိုထခဲ့ပြီပေါ့အဖေစိုးလိုက်တာမိမရေတာလာရီမဲမတ်တင်မေမနက်ကလဲထဲမှာပိုးထီလို့ဆုံးသွားပြီကွာအဲ့ဒါအခုမတ်တင်မေအလောင်းကိုမြင်မြုပ်မှလို့လာခဲ့ပါအောင်လားကွာဟုတ်ကဲ့ကိုတင်မောင်ရွာထဲကသူတွေခေါ်ပြီးလာခဲ့မယ်ကြည့်ပါဦးစံပယ်ရဲ့တင်မောင်မိမတင်မင်းသားကြီးလာလုတ်ကူတဲ့သူဘယ်သူမှလည်းမရှိပါလားတို့အိမ်မှာတို့အသက်ရှိနေစဉ်ကရောဘဲရက်ရေးရွာရေးလိုက်ဘူးလို့လဲတော့ရက်ရေးရွာရေးဆိုတို့မဆိုင်တယ်လို့နေတာလေအဲ့တော့ဘသူကလာမှလဲရွာတွေကလူတွေတို့ဖြစ်တော့အဲ့ဒါကြောင့်ရှေးလူကြီးတွေပြောတာပေါ့မตาတစ်ခေါက်ចောင်း10ခေါက်တဲ့အိုးမတင်မေအသက်ရှိနေစဉ်ကဘဲရက်ရေးရွာရေးမှမလိုက်ပဲနေကြတော့ခုနေသေးတော့လာလောက်ကူမဲ့လူမပြောနဲ့မตาဖို့မဲ့သူတော်မရှိတော့ဘူးမတင်မေရေမငိုပါနဲ့တော့သားတို့ရဲ့